မင်္ဂလာပါခင်ဗျာတဝိဇာအဘာမပိတ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်လုပ်ပေးသွားမယ် pick up by reading လေးရဲ့ခေါင်းစဉ်ကကြတော့ပေါ့နော်မင်းအနေနဲ့အနာဂတ်မှာဘာတွေပြောင်းလဲလာဖို့ရှိမလဲပေါ့နော်ကိုယ့်ရဲ့ဒီ physical ဘိုင်းဆိုင်ရာအပြင်တော်၎င်းကိုယ့်ရဲ့ဒီတခုခုပေါ့နော်အနာဂတ်မှာကိုယ့်အနေနဲ့ပြောင်းလဲလာဖို့ရှိမလားပေါ့နော်ရှိမယ်ဆိုရောဘာလေးတွေကပြောင်းလဲလာမလဲဆိုတာကိုreading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကိုယ့်အနေနဲ့အနာဂတ်မှာဘာတွေပြောင်းလဲလာမလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီ reading လေးကိုနားထောင်လို့ရပါတယ်ခင်ဗျပိုင်း1 2 3ရှိတဲ့နေရာမှာပေါ့နော်ကိုကြိုက်တဲ့ပိုင်းလေးတစ်ခုကိုရွေးချယ်ပြီးတော့ reading လေးကိုနားထောင်လို့ရပါတယ်ပေါ့နော်ပထမဆုံးအနေနဲ့ပိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပေါ့နော်ပိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူတွေကအနာဂတ်မှာဆိုရင်ပေါ့နော်မင်းတို့အနေနဲ့ဒီကိုယ့်ရဲ့ပုံမှန်သင်ပြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာတွေပြောင်းလဲလာဖို့ရှိမလဲဆိုရင်အခုလက်ရှိကြည့်ရတဲ့လောက်ကတော့ပိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူတွေကပေါ့နော်အနာဂတ်မှာဆိုရင်ကိုယ့်ရဲ့အဝတ်အစားပိုင်း fashion ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပို့ပြီးတော့အဲ့လိုမျိုးအမြင်ကျယ်လာမဲ့ပုံစံမျိုးလေးတွေ့ရတယ်ပို့ပြီးတော့အဲ့လိုကိုယ်နဲ့လိုက်ဖက်မဲ့အဝတ်အစားလေးတွေကိုပေါ့နော်တေချာလေးရွေးချယ်ပြီးတော့ဝတ်ဖြစ်မဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်အခုလိုမျိုးမဟုတ်ဘဲနဲ့အနာဂတ်မှာပို့ပြီးတော့အဲ့လိုမျိုးနေတိုင်းမှာပေါ့နော်အဲ့လိုတက်တက်ရရက်နေထိုင်ပြစ်မယ်တေချာလေးပေါ့နော်အဝတ်စားတွေဆိုရင်လည်းရွေးချယ်ပြီးတော့ဝတ်ဖြစ်မယ်ပို့ပြီးတော့အဲ့လိုမျိုးအခုတက်ပို့ပြီးအနာဂတ်မှာပိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူလေးတွေကပေါ့နော်အကြည့်တက်လေးတွေရှိလာမဲ့ပုံစံမျိုးလိုလည်းတွေ့ရတယ်အဓိကတော့အဲ့လိုမျိုးကိုလှပဖို့အတွက်ပေါ့နော်ကိုကြည့်ကောင်းဖို့အတွက်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေပေါ့နော်အဲ့လိုမျိုးကို့အတွက်လိုအပ်တဲ့အသုံးဆောင်ပစ္စည်းလေးတွေကိုလည်းအဲ့လိုမျိုးအရင်လိုချွေတာနေတော့တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုတေချာလေးအဲ့လိုဝယ်သုံးဖြစ်လာမဲ့ပုံစံမျိုးလေးတွေ့ရတယ်နောက်ပြီးအဲ့လိုမျိုးဒီ fashion ဘိုင်းနဲ့ပတ်သက်တဲ့ accessory လေးတွေလည်းပို့ပြီးတော့သဘောကျလာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဝယ်သုံးဖြစ်တာမျိုးလေးလည်းရှိပါလိမ့်မယ်ဘိုင်းနံပါတ်1နေရတော့အနာဂတ်မှာပုံမှန်သင်ပြည့်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အဲ့လိုရင့်ကျက်တဲ့အလှမျိုးနဲ့ပို့ပြီးတော့လှလာဖို့ရှိတယ်ပို့ပြီးတော့တည်ငြိမ်နဲ့ဆွဲဆောင်မှုရှိလာမဲ့ပုံစံမျိုးလိုတွေ့ရတယ်ပေါ့နော်ကြည့်ကောင်းလာဖို့ရှိပါတယ်နောက်ပြီးတော့ဘိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူတွေကိုလည်းအနာဂတ်မှာဘိုင်းနံပါတ်1တွေကပို့ပြီးတော့အဲ့လိုပြင်းပြင်းစစ်စစ်နေတတ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အဲ့လိုသဘောကျတဲ့လူမျက်စိကျတဲ့လူပေါ့နော်အဲ့လိုမျိုးစိတ်ဝင်စားတဲ့လူလေးလည်းများလာတတ်တယ်ဆိုတဲ့ပုံစံမျိုးလိုတွေ့ရပါတယ်ပေါ့နော်ဒါကတော့ဘိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူလေးတွေအတွက်ပဲဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုအနေနဲ့ကကြတော့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပေါ့နော်ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေအနေနဲ့ပေါ့နော်ဒီအနာဂတ်မှာဆိုရင်ကိုယ့်ရဲ့ပေါ့နော်ပုံမှန်သင်ပြနဲ့ပတ်သက်ပြီးတော့ဘာတွေပြောင်းလဲလာဖို့ရှိမလဲဆိုရင်အခုလက်ရှိတရားတဲ့လောက်ကတော့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေကပေါ့နော်အနာဂတ်မှာဆိုရင်ဘိုင်းနံပါတ်2တွေရဲ့ဒီခန္ဓာကိုယ်ပေါ်မှာရှိတဲ့အစိတ်ပိုင်းလေးတွေပို့ပြီးတော့လှလာမဲ့ပုံစံမျိုးလေးတွေ့ရတယ်တချို့တွေဆိုရင်တချို့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေဆိုရင်ဒီခန္ဓာကိုယ်မှာကိုယ်မကြိုက်တဲ့အစိတ်ပိုင်းတွေရှိတယ်ဆိုရင်ပေါ့နော်အဲ့လို surgery လုပ်ဖြစ်တာမျိုးတွေပါတယ်လည်းရှိနိုင်သလိုဘိုင်းနံပါတ်2တွေကပေါ့နော်အဲ့လိုမျိုးနည်းနည်းလေး skinny ဖြစ်တယ်ဆိုရင်ပို့ပြီးခန္ဓာကိုယ်ပြည့်လာတာမျိုးခန္ဓာကိုယ်ဝါတဲ့လူဆိုရင်လည်းပို့ပြီးတော့အဲ့လိုပိန်လာတာမျိုးလေးတွေရှိလိမ့်မယ်အဓိကတော့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေကိုယ့်ရဲ့ခန္ဓာကိုယ်ပုံမှန်သင်ပြင်းနဲ့ပတ်သက်ပြီးပို့ပြီးတော့အဲ့လိုမျိုးကြည့်ကောင်းလာဖို့ရှိတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေကပေါ့နော်အနာဂတ်မှာအဲ့လိုကိုယ့်ရဲ့ဒီဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူလေးတွေရဲ့စပင်လေးတွေလည်းပို့ပြီးတော့ကောင်းလာမဲ့ပုံစံမျိုးလိုတွေ့ရတယ်ပိုရှည်လာလိမ့်မယ်နောက်ပြီးတော့ဘိုင်းနံပါတ်2တွေကပေါ့နော်ဒီစပင်နဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုပုံစံအသစ်ဆန်းလေးတွေလောက်ကြည့်ပြမဲ့စမ်းကြည့်ပြမဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်ဥပမာစပင်စိမ့်ဆိုးတာမျိုးလေးတွေစပင်ကောက်တာမျိုးလေးတွေစပင်ဖြောင်းတာမျိုးလေးတွေခုလက်ရှိကိုယ့်ရဲ့စပင်ပုံစံမဟုတ်ဘဲနဲ့တခြားကိုယ့်ရဲ့ရုပ်ကိုပြောင်းလဲသွားစေမဲ့စပင်ပုံစံတစ်ခုခုပေါ့နော်အဲ့လိုမျိုးစမ်းကြည့်ပြမဲ့ပုံစံမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်အဓိကတော့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေကအနာဂတ်မှာပုံမှန်သင်ပြင်းနဲ့ပတ်သက်ပြီးတော့အများကြီးပြောင်းလဲလာမှုရှိတယ်ပေါ့နော်အခုလက်ရှိပုံစံမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးအဲ့လိုထူးခြားတဲ့အရာလေးတွေထူးဆန်းတဲ့အရာလေးတွေကိုပို့ပြီးတော့စိတ်ဝင်စားလာမယ်ပုံစံမျိုးလို့တွေ့ရတယ်နောက်တစ်ခုကကျတော့ပို့ပြီးတော့လည်းစိတ်ရှည်တက်လာမယ်နောက်ပြီးတော့အဲ့လို positive vibe လေးနဲ့ပေါ့နော်ပျော်ပဲနေဖြစ်မဲ့ပုံစံမျိုးလို့တွေ့ရတယ်ကိုယ့်ပုံမှာမကောင်းတဲ့လူတွေဆိုရင်လည်းအနာဂတ်မှာတိတ်ပြီးတော့အဖက်မလုပ်တော့ဘူးအဓိကတော့ကိုလှအောင်နေမယ်ပျော်နဲ့နေမယ်ဘဝကိုပျော်ရွှင်ခြင်းလှပနဲ့အဲ့လိုရှေ့ဆက်မယ်ဆိုတဲ့စိတ်ကလေးတွေနဲ့ပဲအဲ့လိုဘဝကိုရှေ့ဆက်ဖြစ်မဲ့ပုံစံမျိုးလိုတွေ့ရတယ်ပေါ့နော်ဒါကတော့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ခင်ဗျဒါကကြတော့ပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပေါ့နော်ပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေကရောအနာဂတ်မှာမင်းတို့ရဲ့ပုံမှန်သင်ပြင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာတွေပြောင်းလဲလာဖို့ရှိမလဲဆိုရင်အခုလက်ရှိကြည့်ရတဲ့လောက်ကတော့ပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေကပေါ့နော်အနာဂတ်မှာကိုယ့်ရဲ့ဒီအလှပပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပို့ပြီးတော့အဲ့လိုအာယုံစိုက်လာမယ်ပို့ပြီးတော့ကိုယ့်ရဲ့အလှပပေါ်မှာပို့ပြီးတော့အဲ့လိုစိတ်ဝင်စားမှုရှိလာမယ်ပုံစံမျိုးလေးတွေ့ရပါပေါ့နော်အထူးသဖြင့်အဲ့လိုမျိုးကိုပို့ပြီးတော့ကြည့်ကောင်းမှုအတွက်ပို့ပြီးတော့လှပဖို့အတွက်အဲ့လိုထူးခြား
တဲ့ပစ္စည်းလေးတွေလည်းသုံးပြမယ်ဆိုတဲ့ပုံစံမျိုးလို့တွေ့ရတယ်ပေါ့နော်ပိုင်းနံပါတ်3လေးတွေရဲ့မျက်နှာကအနာဂတ်မှာပို့ပြီးတော့အဲ့လိုပို့ကြည့်ပြီးတော့အမဲဆက်တွေကင်းပြီးတော့ပို့ပြီးတော့အဲ့လိုဖြူဝင်းလာဖို့ပို့ပြီးတော့လှလာဖို့ရှိတယ်ပေါ့နော်တချို့ပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေအနေနဲ့ဆိုရင်ပေါ့နော်အနာဂတ်မှာဆိုရင်အဲ့လိုအလှပရေးရစေကန်းတွေကိုသွားတာမျိုးအဓိကတော့ကိုပို့ပြီးတော့ကြည့်ကောင်းအောင်ပေါ့နော်အဲ့လိုမျိုးစိတ်ဝင်စားနေပေါ့နော်ကိုယ့်ရဲ့အလှပအတွက်အဲ့လိုစူးစမ်းပြစ်မဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ဘိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေကတော့အနာဂတ်မှာအဲ့လို skin care ကောင်းတာလေးတွေကိုဝယ်သုံးပြစ်မယ်ကိုယ့်ရဲ့ဒီ skin နဲ့ပတ်သက်ပြီးတော့တေချာလေးပေါ့နော်ဂရုစိုက်ပြစ်မယ်ပို့ပြီးတော့လေဒီဘိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေရဲ့အသားရည်ကအနာဂတ်မှာဆိုရင်ပို့ကြည့်ပြီးတော့ပို့ဖြူဝင်းလာမယ့်ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကျတော့ဘိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေကအနာဂတ်မှာဆိုရင်အဲ့လို trend ဖြစ်တဲ့ fashion လေးတွေလည်းဝတ်ဖြစ်မယ်အရင်လိုမျိုးပေါ့နော်ဒီပုံတုံးကြီးမဟုတ်တော့ဘဲနဲ့ပို့ပြီးတော့လှကျင်လာမယ်ပို့ပြီးတော့အဲ့လိုပြင်းစင်နေပြက်လာမယ့်ပုံစံမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဒါကတော့ဘိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူလေးတွေပဲဖြစ်ပါတယ်ဘိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေကတော့အနာဂတ်မှာတော်တော်လေးအဲ့လိုကိုယ့်ရဲ့ဒီအလှပေါ်မှာတေချာလေးဂရုစိုက်ပြက်လာမယ့်ပုံစံမျိုးလိုတွေ့ရပါတယ်ပေါ့နော်ဒီ reading လေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကိုရွေးချယ်ခဲ့တဲ့ဘိုင်းလေးကိုလည်း comment မှာမှတ်သွားခဲ့လို့ရပါတယ်ပေါ့နော်